ပေါ့နော်ဒီနေ့ဩစတြေးလျမှာအလုပ်ရှာတဲ့အခါမှာဒီအလုပ်လို့ရှာရမလဲဆိုတာလေးရဲ့နောက်ကကြတော့ဒီrecruit လုပ်တဲ့ process မှာဘာတွေနားလည်ထားဖို့လိုမလဲဆိုတာလေးကိုဒီကပြောပြမယ်ပေါ့နော်ဆိုတော့အဲ့လိုပြောပြတဲ့အခါမှာဒီ Australia ရဲ့ state တွေကတခုဖြစ်တဲ့ Queensland ရဲ့state ရဲ့ recruitment လုပ်တဲ့ပုံစံလေးကိုbase လုပ်ပြီးတော့ပေါ့နော်Australia ရဲ့ recruitment process မှာသူတို့ဘယ်လို criteria နဲ့အလုပ် recruit လုပ်တယ်ပေါ့နော်ဘယ်လို criteria တွေနဲ့ recruit လုပ်တယ်ဆိုတာကိုနည်းနည်းလေး analysis ပေါ့နော် analysis လုပ်ပြမှာဖြစ်တယ်နောက်တစ်ခုကကြတော့Australia ဒီတခြားနိုင်ငံတွေနဲ့စာလို့ရှိရင်ဒီဘယ်လိုပြောမလဲ pathway တွေကတော့ uniform တာဖြစ်တယ်ပေါ့နော်ဆိုတော့ဥပမာဆိုလို့ရှိရင်specialist recognition pathway ဆိုလို့ရှိရင်လည်း okay specialist တွေအတွက်ဒီတွားရမယ့် pathway ဒီ standardized ဖြစ်တယ်ပေါ့နော်အဲ့တော့ okay ပုံမှန်ဒီ standard pathway ကနေတွားရမယ် areas of needs ဒါတွေတိုင်းပြည်လုံးအတိုင်းအတာနဲ့ uniform ဖြစ်တယ်အဲ့တော့ဒါကဒီပတ်သုံးရေးတွေပေါ့နော်ဒါပေမဲ့ recruitment လုပ်တဲ့အခါကြာလို့ရှိရင်တော့ Australia ဒီသူ့ရဲ့ states ဒီသူ့ရဲ့ states တွေပေါ်မှာမူတည်ပြီးတော့မှသူက recruit လုပ်တာဖြစ်တဲ့အတွက် state by state recruitment process တွေမှာကွက်ပြသွားတာရှိတယ် criteria တွေ selection criteria တွေကွက်ပြသွားတာရှိတာဖြစ်တဲ့အတွက်သူရဲ့ state by state recruitment process ကိုနားလည်မှသာလေ Australia မှာအလုပ်ရှာဖို့ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့AMC1 နဲ့အလုပ်ရှာတာဒီcompetitive အရင်ဖြစ်တယ်နောက်တစ်ခါကျ chances တွေတော်တော်နည်းတယ်ပေါ့နော်အဲ့လိုနည်းတဲ့ဟာကိုမှstate by state recruitment process ကိုနားလည်ဘူးဆိုလို့ရှိရင်အလုပ်ရဖို့ဒီတော်တော်မဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့ okay ဒီနေ့ Queensland မှာ IMG တွေကိုဘယ်လိုပုံစံနဲ့ recruit လုပ်တယ်လဲဆိုတာကိုပြောပြပေးမှာဖြစ်တယ်ဆိုတော့လေ့လာကြည့်ရအောင်ပေါ့နော်အဲ့တော့ဒီမှာဒီ slide လေး share ထားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် okay ဒီခါကိုမပြောခင်ပါပေါ့နော် okay Australia မှာသူ state 6ခုရှိတယ် territory 2ခုရှိတယ်အဲ့တော့အဲ့ state 6ခု territory 2ခုမှာသူ states နဲ့သူ recruit လုပ်တာဖြစ်တဲ့အတွက်အခုပြောပြနေတဲ့ Queensland ရဲ့ recruitment process ဒီ other states တွေနဲ့တူချင်မှတူမယ်ပေါ့နော်အဲ့တော့ state by state recruit လုပ်တဲ့အဆင့်ကိုအဆင်ပြေတဲ့အချိန်ကြာလို့ရှိရင် state by state analyze လုပ်ပြီးတော့မှပြပြဖို့လည်းရှိတယ်။နောက်တစ်ခုကကျတော့နောက်ပိုင်းကြာရင်ပေါ့နော်ဒီ recruitment campaigns campaigns တွေကို regular recruitment တွေကိုအတွက်ဒီဟိုပါပေါ့နော် positions တွေ vacancy တွေကိုserve လုပ်ပေးတဲ့ service ပေါ့နော်အဲ့တော့အလုပ်လျှောက်ပေးတဲ့ service မဟုတ်ဘူးเนาะအလုပ်ရှာပေးတာပေါ့နော်ဒီ positions တွေကိုဒီ state by state ဆိုလို့ရှိရင်ဒီ state မှာတော့ဘယ်လို process လေးနဲ့ recruit လုပ်တယ်အဲ့ process ထဲကနေအလုပ်တွေကိုဘယ်လိုရှာရမလဲဆိုရဲအလုပ်တွေရှာပေးပြီးတော့မှဒီ state မှာဆိုရင်တော့အလုပ်ရှာလို့ရှင်ဒါလေးတွေတည်ထားတဲ့နေဆိုရဲ guideline လေးနဲ့အလုပ်ရှာပေးတဲ့ service လေးကိုမကြခင်မှာလုပ်ပေးဖို့ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီ service ကိုကျွန်တော် ready ဖြစ်လို့ရှိရင်ကျွန်တော်ပေးမယ်ပေါ့နော်ဆိုတော့ဒီနေ့တော့ Queensland ကိုပြင်လာကြည့်အောင်အဲ့တော့ဒီနေ့မှာQueensland campaign date တွေတည်သွားမယ်အဲ့ဒီ campaign တွေမှာသူတို့ဘယ်လိုပုံစံနဲ့recruit လုပ်တယ်ဆိုတဲ့ process ကိုလည်းနားလည်သွားနိုင်မယ်ဆိုတော့လေ့လာကြည့်အောင်အဲ့တော့ Queensland ကတော့တစ်နှစ်လုံးနီးနီး recruit လုပ်နေတဲ့ဟာမျိုးတွေ့ရလိမ့်မယ်ဒါပေမဲ့သူဒီ round 1 round 2အဲ့လိုမျိုးပုံစံနဲ့သွားတာဖြစ်တဲ့အတွက် year round တော့ရှောက်လို့ရနိုင်တဲ့ date တွေတွေ့ရနိုင်မယ်ပေါ့နော်ဒါပေမဲ့တစ်ချက်လေ့လာကြည့်ရအောင်အဲ့တော့ Queensland မှာအဲ့တော့အခုရှောက်တဲ့ process ဒီ internship ပေါ့နော်အဲ့တော့ internship ကိုဘယ်လိုမျိုး criteria နဲ့intern ကို positions တွေခွဲထားလဲဆိုတာလည်းဒီမှာလေ့လာသွားမယ်ပေါ့နော်ဆိုတော့ခါကြတော့ဒီမှာတော့ခြုံငုံပြီးတော့ကျွန်တော်တို့ intern အနေနဲ့ပဲသုံးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ intern ဆိုတဲ့နေရာမှာ intern ကိုသူတို့ခေါ်တဲ့အခေါ်ပေါ့သုံးခုရှိတယ်အဲ့ဒီသုံးခုကလည်းပါလဲဆိုတာလည်းဒီမှာပြပြပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ Australia မှာအဲ့တော့2026အတွက်Australia ရဲ့ဒီ recruitment ပေါ့နော် recruitment pathway တွေက Queensland Rural General Pathway က
Monday 10th March ဆိုတော့စဖွင့်နေပြီပေါ့နော် March 2025ကနေပြီးတော့မှ close on Monday 24th March ဆိုတော့၄ရက်ကျန်သေးတယ်ပေါ့နော်အဲ့တော့ General Rural Journalist Pathway ကဖွင့်နေပြီ၄ရက်ကျန်သေးတယ်နောက်တစ်ခါကျတော့ application for 2026 General intern အဲ့တော့ intern က2မျိုးရှိတယ်တို့ရှိမှာ Rural Generalist Pathway နဲ့ General Intern Campaign ဆိုပြီးတော့နှစ်ခုရှိတယ်အဲ့တော့ General Intern Pathway ကတော့6ရက်မေလဆိုတော့တလားကျော်ကျန်သေးတယ်အဲ့တော့အဲ့ဒီအတွက်ဘယ်လိုမျိုးဒီအတွက်ဘယ်လိုမျိုးပြင်ဆင်မလဲဆိုတာလေးလည်းဒီမှာ idea ရနိုင်မယ်ပေါ့နော်အဲ့တော့ close on June ဆိုတော့ May ဆိုတော့ mostly သူတို့တလားပဲပြင်ကြတယ်เนาะဆိုတော့ရှောက်တာတော့ online portals တွေကနေရှောက်ရမယ်အဲ့တော့ campaign date တွေက okay March March 10ဆိုတော့ applications တွေ open လုပ်နေပြီအဲ့တော့ဒါအပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ24ရက် March ဆိုတော့ရက်20ကျန်သေးတယ်ပေါ့နော်အဲ့တော့ဒါက Queensland Rural Generalist Intern General Intern ကတိတ်မကြဘူးဖွင့်တော့မယ် April May ဆိုတော့တစ်လကျော်တော့ကျန်သေးတယ်ပေါ့နော်အဲ့တော့တစ်လကျော် May မှာဖွင့်မယ် June မှာ June 9ရက်မှာပြင်မယ်အဲ့တော့ apply လုပ်တဲ့အခါမှာဘာတွေလုပ်မလဲပေါ့နော်အဲ့တော့ apply လုပ်တဲ့အခါမှာ your proof of identity အဲ့တော့ကိုယ့်ရဲ့ identity လုပ်မယ်အဲ့တော့ passport လုပ်ပါပါနော်နောက်တစ်ခါကျတော့ your completed criminal history form အဲ့တော့ criminal history form ဆိုတာကသူတို့ထဲမှာလည်းရှိလိမ့်မယ်ဒါမှမဟုတ်ကိုရီပေါ့နော်နေတဲ့နိုင်ငံတွေရဲ့ဒီ record clearance ပေါ့နော် criminal record clearance ကိုကြိုပြီးတော့မှပြန်ယူထားဖို့လုပ်တယ်အဲ့တော့ဥပမာကိုကထိုင်းမှာနေတယ်ပေါ့နော်ထိုင်းမှာနေရဆိုလို့ရှိရင်ထိုင်းရဲ့ဒီcriminal record certificate စီချက်ချင်းမရဘူးပေါ့နော်အဲ့တော့ချက်ချင်းမရတဲ့ခါကျတော့အဲ့တော့ recruitment campaign ကအခုတစ်လလို့သေးတယ်အဲ့တော့ Thai ရဲ့ criminal record certificate တစ်လဆောင်ရတယ်အဲ့တော့တစ်လဆောင်ရတာဖြစ်တဲ့အတွက်ပိုကအဲ့ဒါလေးကိုကြိုပြီးတော့မှပြင်ထားဖို့လုပ်မယ်အဲ့တော့မြန်မာပြည်မှာတော့အခုချက်ချင်းနဲ့သွားရင်အခုချက်ချင်းရနိုင်ပေမဲ့ Thai မှာနေတဲ့လူမျိုးတွေဆိုရင်ကြိုပြီးတော့မှပြင်ဆင်ထားဖို့လုပ်မယ်နော်နောက်တစ်ခုကကြတော့ completed vaccine preventable disease and tuberculosis form အဲ့တော့အဲ့ဒါလေးတွေလည်းtuberculosis ဒီ vaccine တွေဒီချက်ချင်းထိုးချက်ချင်းရတာမဟုတ်တဲ့အတွက်သူတို့အနောက်မှာ detail ပြန်ပြောတဲ့အခါမှာ vaccine တွေဒီကိုမှ record ချိဖို့ကြိုပြီးတော့မှပြင်ဆင်ထားဖို့လုပ်မယ်ပေါ့နော်နောက်တစ်ခါကျတော့ he was CV အဲ့တော့ CV လို့ပြောတဲ့အခါမှာတချို့ကမကွဲကြဘူးเนาะအဲ့တော့ Queensland ကဒီ campaign တွေမှာတချို့က CV template ကို provide လုပ်တယ်အဲ့တော့ CV template ဆိုတာကဒီ box တွေနဲ့ပေါ့နော်ဒီမှာတော့ဘာဖြစ်ဒီမှာဘာဖြစ်ဒီမှာဘာဖြစ်ဆိုပြီးတော့ box တွေနဲ့ပေးထားတာဒီ template CV ဆိုတာကကိုယ့်ဘာသာကိုရေးရတဲ့ဒီတိုင်းကိုယ့်ဘာသာကိုရေးရတဲ့ CV ဒီ white background မှာကိုယ်တိုင်ရေးထားတဲ့ CV အဲ့တော့ CV နဲ့ CV template ကိုမကွဲတဲ့သူရရှိသေးတယ်အဲ့တော့ template ကိုသုံးလို့လည်းရတယ် CV ရိုးရိုးကိုလည်းသုံးလို့ရတယ် template ကိုသုံးတဲ့အခါကျရင်တော့ limited ပေါ့နော် CV မရေးတတ်တဲ့လူတွေဆိုရင်သူတို့ provide လုပ်ထားတဲ့ CV template ကျမှသူတို့ဒီနေရာမှာဒါဖြစ်ဒီနေရာမှာဒါဖြစ်ဆိုရင်လွယ်တယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ကိုယ်ပိုင်ရေးထားတဲ့ CV ကိုသုံးတာမှာပို့ပြီးတော့မှကိုထည့်ချင်တာထည့်လို့ရတယ်အဲ့တော့ CV template ကြီးကိုရေးသုံးပြီးတော့မှရေးနေတဲ့သူတွေကရိုးရိုး CV ပေါ့နော်ကိုယ့်ရဲ့ own CV နဲ့ပြင်တဲ့သူကိုနေရဲ့ CV နေရာမှားနေတယ်ဒါမျိုးမသုံးရဘူးဒီ template သုံးရဒီဟာကမှ CV assist ဆိုပြီးတော့မှမြင်တဲ့သူတွေရှိသေးတယ်အဲ့တော့ CV template ဒီ not CV เนาะအဲ့တော့ template သုံးလို့ရလားဆိုတော့သူတို့ template ကို provide လုပ်ပေးထားတာရှိတယ် template ဒီ template CV template အဲ့ဒါဒီ CV မဟုတ်အဲ့တော့ကို own CV နဲ့ကို standing out ဖြစ်အောင်ရေးပြီးတော့မှလည်းပို့လို့ရတယ်ဒါမှမဟုတ် CV မရေးတတ်ဘူးဆိုရင်သူတို့ provide လုပ်ထားတဲ့ template တွေမှာဖြည့်ပြီးတော့မှလည်းတင်လို့ရတယ်ဟုတ်ပြီเนาะဆိုတော့ဒါပေမဲ့ Queensland ရဲ့ CV template ဒီ Queensland အတွက်ပဲအသုံးဝင်မယ်အဲ့တော့ New South Wales ဘက်ကိုသွားချောင်းရင် New South Wales က provide လုပ်ထားတဲ့သူတို့ရဲ့ template ရှိရင် template သုံးမယ်မရှိဘူးဆိုရင်ကိုယ့်ရဲ့ own CV ပဲသုံးရမှာဖြစ်တဲ့အတွက်
Australia တနိုင်ငံလုံးကိုအလုံးလျှောက်ချင်တယ်ဆိုရင်ကိုအုံးစီတွေနဲ့ကိုအပီပြင်ရေးပြီးတော့မှလျှောက်တာပို့တယ်ကောင်းတယ်ဟုတ်ပြီနော်အဲ့တော့ CV template နဲ့ CV မကွဲတဲ့သူတွေအတွက်ဒီဗီဒီယိုမှာပေါ်ပေါ်ပြပြဖြစ်အောင်ပြောပြပေးလိုက်တယ်And what are your medical qualifications if you have graduated? နောက်တစ်ခါကျတော့ proof of medical board of Australia registrations if you are registered ဆိုတော့ okay AMC 1အောင်ထားပြီးလို့OET ဖြေထားပြီးဆိုရင်ဟိုဒီ eligible for registration ဆိုဖြစ်တယ်ပေါ့နော်ဒါပေမဲ့လက်ထဲမှာတော့job offer မရမချင်း registration temporary လည်းရအောင်မဟုတ်သေးဘူးပေါ့နော်အော်ကွာ okay MCQ ဖြည့်ပြီးသားပေါ့နော်အဲ့တော့ AMC MCQ ဖြည့်ပြီးသားဆိုရင်အဲ့ဒါတင်ပြဖို့လိုမယ် visa documents if applicable visa ရပြီးသားသူတွေဆိုရင်တော့ visa documents ပါပြဖို့လိုမယ်ဟုတ်ပြီနော်အဲ့တော့ဒီဟာကိုခဏလေးဆိုင် intern application guide ကို detail ပြောမယ်ပေါ့နော်အဲ့တော့ how to apply ကတော့ online portal တွေကနေသွားရမယ်နောက်တစ်ခုကျတော့ okay ဒါတော့ referees ပေါ့နော်ဒါလည်းဒီဇိုင်းပြောမယ်အဲ့တော့ okay ဆိုတော့ intern applications type ကို detail ပြောကြည့်အောင်အဲ့တော့ဒီမှာ intern တွေအတွက်ဒီ detail ပေါ့နော်သူတို့ဘယ်လို recruit လုပ်တယ်ဆိုတဲ့ဟာ detail ပြောထားတာရှင်းအဲ့တော့ campaign တွေကနေအလုပ်လျှောက်တဲ့အခါမှာ internship in Queensland ပေါ့နော်အဲ့တော့ Queensland မှာအလုပ်လျှောက်တဲ့အခါကြာလို့ရှိရင်ဘယ်လိုပုံစံနဲ့မြင်ရမလဲဆိုတာလေးတစ်ချက်ကြည့်ကြည့်အောင်ခဏနဲ့ခဏနော်အဲ့တော့ဒီမှာတစ်ချက်ကြည့်ကြရအောင် postgraduate ပေါ့နော်သူက year 1 year 2 year 3ဆိုပြီးတော့ခွဲထားတာရှိတယ်အဲ့တော့ year 1ကို intern လို့ခေါ်တယ် year 2ကို GHO year 3ကို SHO လို့ခေါ်တယ်အဲ့ဒီသုံးခုလုံးကိုတော့ RMO လို့ခေါ်တာဖြစ်တဲ့အတွက် RMO ဆိုတဲ့စကားလုံးအသုံးလုံးပေါ့နော်အသုံးလုံးအောင်မှာသုံးခုရှိတယ်အဲ့တော့ကိုက GMO နဲ့ SHO ကို mostly ရှောက်ကြတယ်ပေါ့နော်မြန်မာပြည်က ING တော်တော်များများလေး GMO နဲ့ SHO ရှောက်တယ်ငယ်လို့တကယ်လို့ကိုကလုံးဝကိုဒီ experience နေရတယ်ဆိုရင်ဒီ intern position ပွင့်လဲဆိုလဲရှောက်လို့ရတယ်ပေါ့နော်အဲ့တော့ RMO ဆိုတဲ့ positions အောက်မှာ titles အောက်မှာ intern ရှိတယ် GHO ရှိတယ် SHO ရှိတယ်ဟုတ်ပြီနော်အဲ့တော့တကယ်လို့ experience အရင်များတဲ့သူတွေဆိုရင်တော့ဒီ level နဲ့တွားရှောက်လို့ရတယ်ပေါ့နော်အဲ့တော့ year 4ပေါ့အဲ့တော့ year 4 PHO positions တွေကိုလည်းရှောက်လို့ရတယ်ဆိုတော့အတွက် RMO ဆိုတာဘာလဲဆိုတာသိသွားပြီ intern GHO SHO PHO ထဲမှာက okay PHO ပဲပါမယ်ပေါ့နော်ဆိုတော့အခါကျတော့ position titles တွေကြည့်တဲ့အခါမှာဘယ်ဟာရှောက်ရမလဲခုပေါ်ပေါ်ပြပြသိလိမ့်မယ်အဲ့တော့ how the campaigns work အဲ့တော့ campaign က campaign တစ်ခုမှာပေါ့နော်ဒီ recruitment လုပ်တဲ့အရေးအတွက်ကအရင်များအဲ့တော့ Queensland ကတစ်နှစ်ကိုလူဘယ်နှယောက်လောက် recruit လုပ်တာလဲဆိုတော့ခဏလေးကြာမြင်ရမယ်အဲ့တော့အဲ့ဒီ recruit လုပ်တဲ့လူတွေအများကြီး recruit လုပ်တဲ့ process မှာဘယ်လိုမျိုးသတ်မှတ်ချက်တွေရှိတယ်ပေါ့နော်အဲ့တော့ recruitment process လေးကိုကြည့်ကြည့်အောင်သူတို့ recruit လုပ်တဲ့အခါမှာသူတို့ဘက်ကအလုပ်လုပ်တဲ့ process ကပါလဲဆိုတော့ check your eligibility and prepare supporting documents okay ကိုကဒီ recruitment တွေကိုရှောက်တဲ့အချိန်ကြာလို့ရှိရင်တွေ့တဲ့ positions တွေကိုရှောက်တာမျိုးမလုပ်ပါနဲ့ပေါ့နော်အလုံလျှောက်ရရင်ပြီးရောများများလျှောက်ရင်တော့အလုံရမှာပဲဆိုပြီးတော့မှဒီ eligibility criteria တွေကိုကောင်းကောင်းမကြည့်ပဲနဲ့လုံလျှောက်တာမျိုးမလုပ်ပါနဲ့ပေါ့နော်အဲ့တော့ eligibility ဒီ post အတွက်ဒီသူတွေကပဲ eligible ဖြစ်ပါတယ်လို့ပြောတဲ့အခါမှာ eligible မဖြစ်တဲ့ post တွေကိုများများလျှောက်တဲ့အခါမှာကိုယ့်အတွက် chances ကနည်းပါတယ်ပေါ့နော်ဆိုတော့ eligibility ကိုလည်းအရေးကြီးပါတယ်ကြည့်ပါအဲ့တော့ eligibility ကကိုယ် eligible ဖြစ်တဲ့ဆိုရင်စာရှောက်မယ် submit your applications via online portal အဲ့တော့ online portal တွေကနေစာရှောက်မယ်ခဏလေးတော့ point တော်လေးများရောက်နေမှာစစ်စစ်စစ်
Okay sorry point နာလေးတစ်ချက်ရှာကြည့်အဲ့တော့check အဲ့တော့စာရှောက်မယ်စာရှောက်ပြီးလို့ရှိရင် offer release to generate in town ပေါ့နော်အဲ့တော့ group A and candidates offer release to group B and D တော့သူတို့ offers တွေကိုအရင်ဆုံးစပြီးတော့မှပို့တဲ့နေရာတွေက release လုပ်ပေးတဲ့သူတွေကဆိုရင်လည်းဆို group A candidates နောက်တစ်ခုကကျတော့ပြီးတော့မှထပ်ပြီးတော့မှ release လုပ်တာက group B နဲ့ D candidates အဲ့တော့သူတို့ offer စလွှတ်လိုက်ပြီเนาะ offer လုပ်လိုက်ပြီဆိုရင် offer accept လုပ်မယ်အဲ့ဒါပြီးလို့ရှိရင် you are employing facility where conduct due to commence pre-employment and onboarding activities အဲ့တော့ကိုယ့်ဘက်က recruit လုပ်တဲ့သူတွေကကို pre-employment နဲ့ onboard ဒီ activities တွေ address ပြီးတော့ set လုပ်မယ်ပြီးရင်တော့ commence employment with Queensland Health အဲ့တော့စပြီးအလုပ်လုပ်ရပြီဆိုတော့ဒီ process နဲ့တော့အဲ့ဒီ process နဲ့တော့တဲ့အခါမှာ eligibility ဆိုတဲ့ဟာကိုနားလည်ဖို့လို့တို့ group A candidate တို့ group B D candidate ဆိုတာဘာလဲဆိုတာနားလည်ဖို့လို့အဲ့တော့ position လေးဖွင့်တဲ့အခါမှာဒီ positions က ဒီ recruitment က group A candidate တွေလို့ပြောရတာကိုဟိုကသွားလျှောက်တယ်ဆိုရင်အဲ့လုပ်ပြီးနေရနိုင်ဟုတ်ပြီနော်အဲ့တော့ group A တွေ group D PD ကဘာတွေလဲဆိုတာအမှားတွေကိုလို့အဲ့တော့ applications ကခဏနေရာလဲပြောတယ် pathway နှစ်ခုရှိတယ် Queensland မှာ Queensland Rural Generalist pathway ရဲ့ general income campaign အဲ့တော့ general income ကမလာသေးဘူးအဲ့တော့လာတော့မှဖြစ်တဲ့အတွက်ပြင်ဆင်ထားဖို့လုပ်မယ်ပေါ့နော်အဲ့တော့round 1 offer okay အဲ့တော့ဒီ offer တွေကိုတော့ detail မပြောဘူးအဲ့တော့offer က June July လောက်မှာစလာတယ် round 1 offer July မှာစလာတယ် round 2 offer လည်း July မှာစလာတယ်သူကတော့ July 3rd week လောက်ကစတယ်ပေါ့နော်နောက်တစ်ခါကျတော့နောက်တစ်ခါကျတော့ open round remaining applicant အဲ့တော့ဒါကကြတော့ B နဲ့ D သမားတွေအတွက်ပေါ့နော်အဲ့တော့ပထမဆုံးလာတဲ့ offer က A သမားတွေကိုလာတယ် offer က A သမားတွေကိုအရင် offer လာတယ်ပြီးရင်တော့ B နဲ့ D တွေက first preference only ကိုလာတယ်ပြီးလို့ရှိရင်အဲ့လူတွေမလုပ်ဘူးပေါ့နော်မလုပ်ဘူးအဲ့လူတွေက deadline လုပ်လိုက်တယ် offer ကို deadline လုပ်လိုက်တယ်ဒီ A သမားတွေနဲ့ B နဲ့ D နဲ့ first preference တွေကဒီသူတို့ decline လုပ်လိုက်တယ်ဆိုတဲ့အကြံလေးတွေကြောင့်လို့ရှိရင်တော့ remaining applicants တွေကို opening offer လာတာက August မှာလာတယ်ပေါ့နော်အဲ့တော့ late vacancy management ဒါကတော့သူတို့နောက်ဆုံးလာတဲ့ vacancy က November မှာ offer လာတယ်ပေါ့နော်ဆိုတော့ year round တော့ offer တွေလာတတ်တယ်အဲ့တော့အခုပြောတဲ့ A တွေ B တွေ D တွေပေါ့နော် group candidate A တွေ B တွေ D တွေကပါလဲဆိုတာတစ်ချက်လေးလာကြည့်အောင်အဲ့တော့ပြောရဲgroup candidates A တွေကဒီဟာကိုရှောက်လို့ရတယ်လို့ပြောရဲဆိုရင် O တွေ D သမားတွေကတော့မရှောင်ဘူးเนาะဆိုတော့ A တွေ B တွေ D တွေ C တွေကပါလဲဆိုတာတစ်ချက်ကြည့်အောင်အဲ့တော့သူကဒီမှာပြောထားတယ် applicants တွေကိုသူက category ခွဲထားတယ်ပြောတယ်ပေါ့နော်အဲ့တော့ applicants တွေကို category ခွဲတဲ့အခါမှာ guarantee offer graduates ရဲ့ not guarantee offer graduates ဆိုပြီးတော့ခွဲထားတယ်အဲ့တော့ guarantee offer ကကြတော့ဘာကိုပြောတာလဲဆိုလို့ရှိရင် medical graduate who are granted an offer of an intern positions in Queensland within their immediate postgraduate year ဟုတ်ပြီနော်အဲ့တော့ Queensland မှာသူတို့ရဲ့ medical postgraduate ဟိုပါဘောနော် intern positions တွေကို Queensland မှာလုပ်လို့ရတယ်။ဒါကဘယ်ချိန်မှာလဲဆို within their postgraduate year အဲ့တော့ကျောင်းပြီးပြီးချင်းသူတို့လုပ်လို့ရတယ်ပေါ့နော်။အဲ့တော့ allocations to the intern position may be automated or by အဲ့တော့ဒါကသူတို့နိုင်ငံရဲ့ graduates တွေကိုပြောတာဖြစ်တဲ့အတွက်ဒါကိုခဏလေးထားလိုက်မယ်။ not guarantee offer graduates ဆိုတာကဘယ်သူတွေကိုပြောတာလဲဆို group B နဲ့ D ကိုပြောတာဆိုတော့ guarantee offer graduates ရယ် not guarantee offer graduates ရယ်ဆိုတော့နှစ်ခု꿰သွားပြီအဲ့တော့ guarantee လို့ပြောတဲ့ထဲမှာဆိုတော့ okay သူတို့ကိုတင်ကြပါအလုပ် offer သူတို့ဦးစားပေးရွေးမှာ not guarantee offer graduate ဆိုတော့ okay ဒီထဲကဟိုပါဘောနော် guarantee တော့မရှိဘူးဒါပေမဲ့ select လုပ်တယ်ဘယ်လောက် percent select လုပ်လဲဆိုတော့နောက်ပိုင်းကျရင်ပြပြတယ်အဲ့တော့ guarantee offer graduate က group A
group A ထဲမှာဘယ်သူတွေပါလာလဲဆိုရင် medical graduate of Queensland University who are Australian New Zealand citizens or Australia permanent residents အဲ့တော့ Queensland မှာ Queensland မှာကျောင်းတက်ပြီးတော့မှ graduate ရတဲ့သူတွေအဲ့ဒါတွေကဘယ်သူတွေလဲဆို Australia နိုင်ငံသား or New Zealand နိုင်ငံသား or Australia မှာ permanent resident ရပြီးတော့မှ Australia မှာကျောင်းတက်တဲ့သူတွေကို group A လို့ခေါ်တာဟုတ်ပြီနော် not granting offer graduate က group B C D ရှိတယ်အဲ့တော့ group B C D ထဲမှာ group B ကဘယ်သူတွေလဲဆိုရင် medical graduates of Australian or New Zealand University who are Australian New Zealand citizens or Australia permanent residents အဲ့တော့ဒါကလည်း interstate ဆိုတဲ့အတွက် Queensland မှာနေပြီး Queensland မှာကျောင်းတက်တဲ့ကျောင်းတက်တဲ့သူတွေမဟုတ်ဘူးဒါပေမဲ့တခြားသော states တွေမှာကျောင်းတက်နေတဲ့ Australia နိုင်ငံသား New Zealand နိုင်ငံသားတွေကိုပြောတာဖြစ်တယ်ဆိုရင်အတွက်ဒါဒီလေကိုရီအတွက်မဟုတ်ဟုတ်ပြီနော်တော့ maybe သူကWestern Australia မှာကျောင်းတက်တဲ့ Australia နိုင်ငံသားပဲဒါပေမဲ့ Queensland ကိုလာလျှောက်လို့ရှိရင်သူကို group B ထဲမှာသတ်မှတ်တယ်ဟုတ်ပြီနော်ဆိုတော့အဲ့ဒါဒီလေကိုရီမပါသေးဘူးအဲ့တော့ group C medical graduates of Australian Queensland or interstates or New Zealand University who are now Australians New Zealand citizenship or Australia permanent residency အဲ့တော့ Australian နိုင်ငံသားလည်းမဟုတ်ဘူး New Zealand နိုင်ငံသားလည်းမဟုတ်ဘူး Australian permanent residence လည်းမဟုတ်ဘူးဒါပေမဲ့နိုင်ငံခြားကနေပြီးတော့မှကျောင်းလာတက်တဲ့ international students သူတို့ဒီ Australia မှာသူပတ်စံနဲ့သူပေးပြီးတော့မှစေကြောင်းတက်တဲ့သူတွေကိုပြောတာဖြစ်တဲ့အတွက် Australia နိုင်ငံသားမဟုတ်သေးဘူး citizen permanent ဒီ PR ရထားတဲ့သူလည်းမဟုတ်ဘူးဒါပေမဲ့သူပတ်စံနဲ့သူ Australia မှာစေကြောင်းလာတက်ပြီးတော့မှ Australia မှာဘွဲရတဲ့သူတွေဒီ group C ဟုတ်ပြီနော် group D ကကြတော့ medical graduates of Australian University campus outside of the Australia accredited by Australia Medical Council ဆိုတော့ Australia ရဲ့အပြင်ဘက်မှာရှိတဲ့ campus တွေအဲ့တော့ဥပမာမလေးရှားမှာဆိုရင် Australia ရဲ့ဒီစေကြောင်းတစ်ခုရှိတယ်လေ outside campus အနေနဲ့ဖွင့်တဲ့ဟာနာမည်တော့မေ့နေတယ်ဆိုတော့ခါကြတော့ Australia Medical Council ကအတိအမှတ်ပြုထားတဲ့ accredit လုပ်ထားတဲ့ Australia ရဲ့ outside မှာရှိတဲ့ campus တွေအဲ့ဒီကနေဖွင့်ရတဲ့သူတွေပါတယ် all medical graduates of international university who have not completed an internship in Australia or another country အဲ့တော့ another countries တွေကနေပွဲရထားတဲ့သူတွေပေါ့နော် internship မပြီးသေးတဲ့သူတွေအဲ့တော့အဲ့လူတွေကသူတို့မှာဘာရှိရမလဲဆိုတော့ AMC certificate ရှိရမယ် AMC certificate ဆိုတော့ AMC 1 2နှစ်ခုလုံးပြောတယ်နောက်တစ်ခုကကျတော့ successfully completed the AMC MCQ အဲ့တော့ part 1ပြီးထားတဲ့သူတွေဆိုတော့ကိုရီဒီ AMC 1ပြီးသားသူတွေဒီ group D ထဲမှာပါတယ်ဟုတ်ပြီနော်အဲ့တော့ A လှုပ်ရှားပါဒီ positions က A တွေအတွက်ပါဒီ position က B တွေအတွက်ပါဆိုရင်ကို D သမားတွေတော့ရှောက်တယ်ရနိုင်ကြနေဟုတ်ပြီနော်အဲ့တော့တခါတည်းနဲ့ B နဲ့ D သမားတွေဒီ BCD သမားတွေဒီ not guarantee offer graduate for mention လုပ်ထားပြီးသားဆိုတဲ့အတွက်တော့သိကြရဲဘယ်လိုရဖို့ chance က A သမားတွေနဲ့တွားရှင်เนาะအလွန်တန်အခွင့်အရေးနေမယ်ပေါ့เนาะဆိုတော့ခါကြတော့တစ်ချက်ကြည့်ကြအောင်ဆက်ပြီးโอเคဒါတည်ရင်ကြည့်ဆောင်ကြပါမယ်အဲ့တော့ intern တွေခေါ်တဲ့အခါမှာဘယ်လောက်ခေါ်တာလဲပေါ့နော် available intern positions တွေတစ်ချက်တော့ကြည့်အောင် okay အဲ့တော့ number of positions အဲ့တော့ဒီ campaign တွေမှာလူဘယ်လိုရောက်ကိုခေါ်တာလဲပေါ့နော်ဘယ်စေးရုံတွေက intern position ဘယ်လောက်ဖွင့်ထားသလဲဆိုတာလည်းနားလည်ဖို့လိုတယ်အဲ့တော့ကိုရှောက်တဲ့စေးရုံက intern positions ဒီလိုမျိုး၃ခုလောက်ကလေးဖွင့်ထားတဲ့စေးရုံကလောက်တော့ရှောက်တယ်ဆိုတော့တင်ထားတယ်လောက်ရဖို့ chance နည်းနေပြီအဲ့တော့ number of positions ကိုအရင်ကြည့်မယ်ဆိုရင်
campaign ဒီတစ်နှစ်လုံး campaign ကဒီမှာတစ်နှစ်လုံးပေါ့နော် Queensland ရဲ့ campaign မှာလူဘယ်နှယောက်ခေါ်တာလဲပေါ့နော် intern position ကိုဘယ်နှယောက်ခေါ်တာလဲဆိုရင် Queensland Rural Journalist intern position အတွက်ဆိုရင်တစ်နှစ်လုံးမှာ68ယောက်အဲ့တော့ rural နဲ့ remote area တွေမှာအာshortage ရှိတယ်လူလိုတယ်လို့ပြောတော့ညာလဲ still ခေါ်တဲ့နှုန်းကနည်းတော့မယ်68ဆိုတာအလုံးမတန်နေတယ်အဲ့တော့မှ A list တွေကိုအရင်ရွေးမှာဖြစ်တဲ့အတွက်ကိုရီဒီသမားတွေဒီrural နဲ့ generalist intern positions တွေအတွက်ရနိုင်ဖို့တော်လေး chance နေတယ်ပေါ့နော်နောက်တစ်ခါကျတော့ general intern positions တွေကိုတွားကြည့်လို့ရှိရင်830အဲ့တော့830ဆိုတော့ဒီဟာဒီအခုဖွင့်မဲ့ general intern position ဆိုတာအခု April May 10မှာဖွင့်မဲ့ဟာဒီကိုအတွက်အခွင့်အရေးအရင်များတယ်ပေါ့နော် general intern position ကမင်းတို့ help ဖွင့်မဲ့ဆို830ဆိုတော့လူ1000နီးနီးခေါ်ရပဲထားပါတော့နောက်ခုပေါင်းရင်1000နီးနီးဖြစ်တော့နော်900900နဲ့900ကျော်ဖြစ်တယ်ဆိုတော့1000နီးနီးပဲဆိုတော့အဲ့ဒီမှာဘယ်ဆေးရုံတွေရှိလဲပေါ့နော်ဘယ်ဆေးရုံတွေကတော့ position အများကြီးခေါ်လဲဆိုရင်တစ်ချက်ကြည့်ရအောင်ဒီမှာက14ဒီ hospital 22ဒီက50ဆိုတော့ဒါတော်တော်လေးများတယ်ပေါ့နော်အဲ့တော့ဒီလို hospitals တွေကဒီလို hospitals တွေရဲ့ vacancy ဆိုရင်တော့အသေးစားပါမလွတ်တမ်းရှောက်တင်တယ်ပေါ့နော်အဲ့တော့ခါကြတော့ဒီမှာဆိုရင်Gold Coast University Hospitals က90နဲ့2ယောက်ခေါ်တာဖြစ်တဲ့အတွက်ဒါတွေဆိုကိုလေးပြနိုင်ဖို့ chance တော်တော်လေးများတယ်အဲ့တော့ဒီမှာ15ယောက်44ယောက်ဆိုတာလည်းတော်တော်လေးများတယ်40နဲ့34ကောင်းတယ်ဒီလိုမျိုး hospital ဆိုရင်တော့ရနိုင်ချေမရှိဘူးဟုတ်ပြီနော်9ယောက်1ယောက်ဆိုတော့ဒီမှာ80နဲ့ဟုတ်ပြီနော်ဒီမှာ90နဲ့ Gold Coast Hospital လို့ဟာလို့ဆိုရင်တော့အသေးအတန်ရှောက်ဖို့လုပ်မယ်မှာ Princess Alexandra Hospital 82ယောက်ခေါ်တယ်အဲ့တော့ကျန်တဲ့ဟာလေးတွေကတော့ဒီတိုင်းပဲရေဘူးရအောင်ဖြစ်20ဟုတ်ပြီနော်ဒီမှာ35ဆိုတာလည်းများတယ်နောက်တစ်ခါကျ Royal Brisbane Women Hospital ဆို94ယောက်ဆိုတော့အဲ့လို hospitals တွေဆိုရင်တော့အသေးအတန်ရှောက်ဖို့လိုပါပေါ့ဟုတ်ပြီနော်ဒီမှာဆိုရင်68ယောက်ဒီမှာ50ဒါလည်းကောင်းတယ်45 87 94 35ဒါလေးဆိုကောင်းတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလေးဆိုတော့ရှောက်မနေတော့နဲ့တယောက်ပဲပေါ့နော်ဆိုတော့ okay ဆိုတော့လူ900လောက်ခေါ်တယ်ဟုတ်နော်ဆိုတော့ခါကြတော့ general intern positions တွေမကြောင်ဖွင့်လာတော့မယ်အဲ့ဒီကြလို့ရှိရင်တော့မဖြစ်မနေအလုပ်ရှောက်ဖို့လိုလိမ့်မယ်ပေါ့နော်ဆိုတော့လိုတဲ့ requirements တွေကိုကြိုပြီးတော့မှပြင်ထားမယ်โอเค A B တွေ C တွေ D တွေတည်သွားပြီ positions တွေဘယ်နဲ့ဘယ်စေးုံတွေမှာအများကြီးပွင့်လဲဆိုတာလည်းတည်သွားပြီပေါ့နော်အဲ့တော့သူတို့ဒီ intern positions တွေပွင့်သွားတယ်အဲ့တော့ applicant assessment process မှာသူတို့ဒီအမြဲတမ်း group A သမားတွေကိုပဲအတော်လေးgroup A သမားတွေကိုသူတို့ပေးတဲ့ opportunities တွေကကောင်းတယ်ပေါ့နော်အဲ့ applicant assessment process မှာ group A သမားတွေဒီမလုပ်လို့ရတယ်ဆိုတော့သူတို့လည်းဒီလိုပဲပေါ့နော်ကိုရီနိုင်ငံမှာလိုပဲမြို့ပေါ်ဈေးရုံတွေနာမည်ကြီးတဲ့ဈေးရုံတွေကြားလို့ရှိရင်သူတို့လည်းရှောက်တာများတယ်ပေါ့နော်အဲ့ subscribe လုပ်တယ်သူကဒီဈေးရုံမှာရချင်တယ်သူဈေးရုံတွေတော့ဈေးရုံတွေကြရင်တော့သူက unsubscribe လုပ်တယ်ဆိုတော့ကိုရီအဓိကထားပြီးရှောက်မယ့်နေရာတွေဒီသူတို့မရှောက်တဲ့သူတို့မသွားကျင်တဲ့နေရာတွေကိုကအဓိကထားပြီးရှောက်နိုင်လို့အရေးကြီးတယ်ပေါ့နော်အဲ့တော့ unsubscribe area မှာသူတို့မရှောက်ဘူးဆိုရင်ဒါပေမဲ့သူတို့ကover subscribe နဲ့ under subscribe ဆိုပြီးနောက်ခုခဲပြီးတော့မှ over subscribe တွေကနေပြီးတော့မှသူတို့ withdraw over ပေါ့နော်မဲနိုင်ပြီးတော့မှ under subscribe areas ကိုပြန်ပြီး offer လုပ်တယ်အဲ့တော့ offer လုပ်တဲ့အခါမှာသူတို့အဲ့ဒါကို deadline လုပ်လိုက်တယ်ဒီနေ့တော့မယူဘူးနောက်နေ့မှသူတို့ကြိုက်တဲ့ဈေးကိုဆင်းရဆိုရင်တော့သူတို့ deadline လုပ်လိုက်တဲ့ position လေးတွေကိုရီအတွက်ဖြစ်မယ်เนาะဆိုတော့အခါကျတော့ဘယ်ဈေးရုံတွေကတော့ under subscribe လုပ်တာလဲဆိုတဲ့ဟာကို search လုပ်ပြီးတော့မှအဲ့ information ကိုရှိမှရှိတယ်ဆိုရင်အဲ့ positions တွေကို target ထားပြီးတော့မှရှောက်လို့ဆိုရင်ကိုယ့်အတွက် chance များတယ်ပေါ့เนาะဆိုတော့အဲ့တော့ Queensland ထဲမှာရှိတဲ့ဈေးရုံတွေခဏနေဟိုကဈေးရုံ list တွေပါတယ်အဲ့ဈေးရုံ list တွေမှာ သူတို့ A list A list တမားတွေကဘယ်ဈေးရုံတွေကိုမရှောက်ကြဘူးလဲဆိုတော့ research လုပ်နိုင်ရင်ပိုကောင်းတယ်ပေါ့နော်နောက်ပိုင်းကျရင်တော့ကျမတို့ဒီ service ပေးတဲ့အချိန်ကျရင်တော့အဲ့လိုမျိုး deep analysis လုပ်ပြီးတော့မှ
position suggestions လေးတွေနဲ့ဒီစေးရုံနေဆိုတော့ပို့လျှောက်တင်တယ်ဆိုရယ် suggestion လေးတွေနဲ့ဒီ campaign မှာအလုပ်လျှောက်တဲ့ process ကို assist လုပ်ဖို့ရှိတယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီမေဖွင့်မဲ့ဒီ campaign ကြောင့်လို့ရှိရင်အဲ့ဒါလေးကိုစပြီးတော့မှစလုပ်ပေးမယ်ပေါ့နော်အဲ့တော့အဲ့ဒီမေကြောင့်လို့ရှိရင်ဒီ campaign အတွက်ဒီအလုပ်ရှောင်ချင်တဲ့သူတွေရှိတယ်ဆိုရင်ကျွန်တော်တို့စပြီးတော့ enquiry ဆိုလာလို့ရပြီပေါ့နော်အဲ့ဒီအချိန်မှာပြင်ဆင်ထားတဲ့ documents တွေပြင်ဆင်ထားတဲ့ documents တွေကိုကျွန်တော်တို့ suggest စလုပ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရှိမှာ registration တွင်ပြီးလို့ရှိရင်ဒီ Queensland ရဲ့မေပေါ့နော်မေ recruitment မှာကျွန်တော်တို့စပြီးတော့အလုပ်ရှာပူတဲ့ service ကိုစပြီးလုပ်ပေးမယ်ပေါ့နော်ဆိုတော့အခါကျတော့ဒီ video ကိုကြည့်ပြီးတော့ဒီအောင်စိတ်ဝင်စားရဲဆိုတော့ကျွန်တော်တို့ရှိမှာလာပြီးတော့ enquiry လုပ်မယ်registration စတင်မယ်ပေါ့နော်အဲ့တော့ okay A-list သမားတွေကတော့အမြဲတမ်းသူတို့မှာအခွင့်အရေးတွေပုံပြီးတော့များတယ်ပေါ့သူတို့မှာကြိုက်တဲ့ဆေးရုံရွေးချယ်ခွင့်ရှိတယ်။ဒါပေမဲ့ over သူတို့ကြိုက်တဲ့ရွေးချယ်ခွင့်ရှိတဲ့ဆေးရုံတွေကလူအရန်များနေတယ်ဆိုရင်တော့အဲ့ထဲကနေသူတို့က randomly ဒီ draw လုပ်ပြီးတော့မှ under subscribe areas တွေကိုပြန်ပို့တယ်ပေါ့နော်။အဲ့တော့အဲ့ပြန်ပို့တဲ့ areas တွေကိုသူမလိုချင်ဘူးဆိုရင်တော့အဲ့ဒါကသူတို့မလိုချင်တာများလေပို့တဲ့ chance များလေဖြစ်နေပေါ့နော်။အဲ့တော့ okay ဒီတောတွေမှာလူတွေမလိုဘူးလို့ပြောပေမဲ့ဒီ rulers နဲ့ဒီဟိုပေါ့နော်သူရှိတဲ့အထဲမှာ rural နဲ့ generalist ပေါ့ rural generalist pathway မှာဒီပြောက်သွားတယ် rural generalist pathway မှာခေါ်တာကမှန်တယ်ပြောနည်းတယ်ပေါ့နော်အဲ့တော့okay မရှာတော့အဲ့တော့ rural generalist pathway မှာတကယ်တမ်း review လုပ်တာက83ယောက်အဲ့တော့83ယောက်မှာရဖို့ကိုရင်းရဖို့နည်းနည်းနေတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီလိုပဲဒီလို Aboriginal and Torres Straits Islander ပေါ့နော် Islanders တွေမှာ inter allocations ဆိုလို့ရှိရင် ING ကိုစပြီးတော့မှသူကမစင်စားဘူးပေါ့နော်အဲ့တော့သူတို့ရဲ့ဒီ Aboriginal and Torres ဒီ descendants တွေပေါ့နော်အဲ့တော့အဲ့လိုကျွန်းတွေက descent သူတို့ original လူမျိုးတွေရဲ့ descent ကနေဆက်တက်လာတဲ့သူတွေကဦးစားပေးပြီးတော့မှရွှေ့တယ်ပေါ့နော်နောက်တစ်ခုကကျတော့ group A နဲ့ group B သမားတွေကိုရွှေ့ရဖြစ်တဲ့အတွက်ဒီလိုမျိုး rural နဲ့ remote area တွေမှာသွားပြီးတော့မှဒီလိုမျိုးဒီသူတို့ရဲ့ Aborigines areas တွေနေတဲ့နေရာတွေမှာတော့ငါတို့အလုပ်သွားလုပ်ရင်ရမှာပဲလို့လေတွက်ဆလို့မရအောင်သူတို့က local ကိုပို့လို့ချင်တယ်ပေါ့အဲ့ areas တွေကအဲ့တော့ group A နဲ့ group B သမားတွေကိုပဲရွှေ့တာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ okay ဒါက group A နဲ့ group B သမားတွေအတွက်ဆိုရင်တော့ကိုယ်မလျှောက်တာကောင်းတယ်ပေါ့နော်ဆိုတော့အခါကျတော့ဒီလိုနေရာတွေဒီလဲကိုယ်အတွက်မဟုတ်ပြန်ဒါကတော့ review လုပ်တဲ့ဟာကိုပြပြထားတယ်group A သမားတွေဒီ special considerations သူတို့လုပ်ပေးတယ်ပေါ့နော်အဲ့တော့ငါတို့ကတော့ဘယ်နေရာမှာဘာကြောင့်ရကျင်လဲဆိုတဲ့ဟာမျိုးသူတို့တင်တယ်ဆိုလို့ရှိရင် special consideration လုပ်ပေးတယ်ဥပမာမိသားစုထဲမှာဘယ်သူကတော့အဖေကတော့အမေကတော့ကျမရဲ့မကောင်းလို့ဒီဆေးရုံပေါ့နော်ဒီနေရာမှာရှိတဲ့ဆေးရုံကို frequently visit လုပ်ရမှာအဲ့တော့အဲ့ဒါတွေကိုကိုကကူညီရမှာပေါ့နော်သူတို့ဆေးရုံဆေးကပြတဲ့ process တွေမှာကိုကကူညီရမှာဆိုရဟာမျိုးပေါ့နော် significant personal or family hardship ပေါ့မိသားစုကတော့ဘာကြောင့်မို့လို့ဘယ်လိုခက်ခဲနေလို့ဒီနေရာမှာကအလုပ်စင်မှအဆင်ပြေမှာဆိုရင်လည်းသူတို့ကစဉ်းစားပြီးတယ်ဒါပေမဲ့အဲ့ဒါကိုတွေအတွက်မဟုတ်ဘူးပေါ့နော်ဒါက A list သမားတွေအတွက်ဟုတ်ပြီနော်ဆိုတော့ဒါလေးကိုရင်းနဲ့တော့မဆိုင်ဘူးအဲ့တော့ဒါပေမဲ့သူတို့မှာ A list သမားတွေ special consideration ဆိုတာကိုလုပ်ပေးထားတာရှိတယ်အဲ့လိုမျိုး special considerations address ဆိုလို့ရှိရင်သူတို့တင်ရမယ် supporting documents တွေလုပ်မယ်ပေါ့နော်အဲ့တော့အဲ့ဒါ program မဟုတ်ဘူး okay အဲ့တော့ South East Queensland Corner Group ဆိုတာရှိတယ်အဲ့တော့ South East ဆိုတော့ဒီမှာပေါ့နော်South East ဆိုအရှေ့တောင်အဲ့တော့အရှေ့တောင်မှာSouth East Queensland Corner Group ထဲမှာဘယ်လိုပါလဲဆိုတော့ဒီဟာတွေပါတာပေါ့ Metro South ပါတယ် Western ဒါပါတယ် Metro North ပါတယ် Gold Coast ပါတယ်အဲ့ထဲမှာရှိတဲ့ဈေးရုံတွေကဒါတွေပေါ့နော်
ဟုတ်ကဲ့ဒါသူတို့လည်းပြောထားတဲ့ဟာတွေပေါ့နော်နောက်တစ်ခါကျတော့ group A သမားနဲ့ group B သမားတွေညဒါပို့တယ်မဟုတ်နောက်တစ်ခါကျတော့ joint ticket applicants ပေါ့နော်အဲ့နှစ်ယောက်တွဲပြီးတော့မှဒီနေရာမှာအလုပ်ရချင်တယ်ဆိုပြီးရှောက်လုပ်လဲရတယ်အဲ့ဒါလည်းပါလေကိုတွေအတွက်မဟုတ်ဘူး group A list သမားတွေအတွက်အဲ့တော့ဥပမာ couple တွေပေါ့နော်couples တွေကနှစ်ယောက်လုံးဒီ same graduates ဖြစ်လာတယ်ဒီ same မှာနှစ်ယောက်လုံးရှောက်ချင်တယ်ဆိုရင်တော့ joint tickets applicants လဲလုပ်ပြီးတော့မှရှောက်လို့ရအတိုင်းပဲအဲ့ဒါလည်းပို့တယ်မဟုတ်ဘူးပေါ့နော်အဲ့အတွက်လိုအပ်တဲ့ documents တွေသူတို့တင်ခိုင်းနေပေါ့နော် evidence of couple status ပဲဟာမျိုးတွေတင်ခိုင်းနေအဲ့ဒါကကြောင့် defer ပေါ့နော် defer လုပ်ထားလို့ရှိရင်နောက်တစ်နေ့မှဘယ်လိုပြန်ရှောင်မလဲဆိုတာကိုပြောထားတယ်အဲ့ဒါလေးပို့တယ်မှာပေါ့ ballot process အဲ့ဒါကလည်းနေနိုင်တဲ့ဟာကိုပြောထားတယ်ပို့တယ်မဟုတ် special considerations တွေဒီပို့တယ်မဟုတ်အဲ့တော့ဒါလေးတော့တစ်ချက်ကြည့်ကြည့်အောင်အဲ့တော့ oversubscribed hospitals တွေပေါ့နော်အဲ့တော့နာမည်ကြီးတဲ့ဆေးရုံတွေအရင်ကောင်းတဲ့ဆေးရုံတွေဆိုရင် over သူတို့လည်းရှောက်ချင်တာတအားများတယ်အဲ့တော့သူတို့တောင်မှရှောက်ချင်တာတအားများတဲ့ areas တွေကိုကိုယ်တွေသွားရှောက်ရင် chances နည်းတယ်ပေါ့နော်အဲ့တော့ခါကြတော့ over subscribe ဖြစ်ပြီဆိုရင်သူတို့ randomly select ပြန်ပြီးတော့မှမဲနိုင်တယ်ပေါ့နော်မဲနိုင်ပြီးလို့ရှိရင်ဒီ under subscribe areas တွေကိုပြန်ပို့တယ်ပေါ့နော်over subscribe areas တွေဒီဘယ်နေရာတွေလဲဆိုတော့ကိုသိလို့လို့ရတယ်over subscribe areas တွေကိုရှောင်ပြီးမှကိုယ်တွေအလုပ်ရှောင်လို့ဆိုရင်ကိုယ်တွေအတွက် chances ပုံများမယ်ပေါ့နော် late vacancy management ကလည်းအဓိကတော့သူတို့အတွက်ဖြစ်တယ်ပေါ့နော်အဲ့တော့ခါကျတော့ဒီ late vacancy ကကျတော့ okay ကိုက Queensland မှာအလုပ်ရှောင်နေရင်မရဘူးပေါ့နော်ဒါပေမဲ့ New South Wales ဘက်မှာ positions သူတို့ A list သမားတွေအတွက်ပေါ့နော် positions တွေပို့နေတာမျိုးရှိနေသေးတာမျိုးဆိုလို့ရှိရင်တော့သူတို့က national database ကနေပြီးတော့မှပြန်ကြည့်ပြီးတော့မှသူတို့ A list သမားတွေအလုံးမရလောက်ဘူးမဖြစ်ရအောင် Queensland မှာမရတော့လေ New South Wales မှာ A list သမားတွေအတွက်ဒါမှမဟုတ် B list သမားတွေအတွက်ပေါ့နော်နေရာတွေရှိသေးတယ်ဆိုရင်သူက offer ပြန်လုပ်ပေးတာဟာဒီ late vacancy management state ကိုသူတင်လိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကလည်းအဲ့ဒါကကြတော့ state by state တို့ပူပေါင်းပြီးတော့မှလုပ်ကြတာဖြစ်တယ်ပေါ့နော်ဆိုတော့ခါကြတော့အဲ့ဒါကလည်း A list သမားတွေအတွက်ဖြစ်မယ်အဲ့ document templates ပေါ့နော်ခဏနေအရှိမှလည်းပြောခဲ့တယ် proof of identity documentation complete criminal history record complete vaccine preventable disease curriculum vitae referees detail referee ကနှစ်ယောက်ထည့်ဖို့လိုမယ်နောက်က medical qualifications medical board of Australia registrations နောက်ကကျတော့ AMC ဒီ certificates တွေလိုမယ် visa documentation ရပြီးသားဆိုရင် visa documentations တွေလိုမယ်ပေါ့နော်ဒါတော့ Australia နိုင်ငံသားတွေအတွက်ဖြစ်မယ်အဲ့တော့ဒါကတော့ criminal history check consent form ဒါလေးတစ်စုံကြည့်ကြအောင် okay ဒါတော့ဖြည့်ရမယ်ဟာပေါ့နော် okay ဒါဖြည့်ရမယ်ဟာဆိုတော့တကယ်လို့ police certificate တွေမလို့ဆိုတဲ့ကိစ္စမရှိဘူးအဲ့ဒါလေးကိုဖြည့်ပြီးတော့မှတင်လိုက်မယ်ဟုတ်ကဲ့ okay ဒါကခဏတည်းအောင်နေလိုက်တဲ့ဟာလေးဖြစ်မယ် document checklist referees တွေရှောက်တဲ့အခါမှာ referees တွေပို့ရတယ်ပေါ့နော်အဲ့ referees တွေကိုရေးတဲ့အခါမှာလည်းဒီမှာတစ်ချက်ထားလေးပြမယ် curriculum vitae ပေါ့နော်အဲ့တော့ all applicants must upload a current signed copy of their curriculum vitae including a statement confirming the consents
sorry content is true and correct အဲ့တော့ကိုရေးလိုက်တဲ့ကိုယ့်ရဲ့ CV မှာဒါကမှန်ကန်ပါတယ်ဆိုပြီးတော့မှ CV ရဲ့အောက်မှာတခါတယ်ဒီ content ဆိုတာ true and correct ဆိုတာကို sign ထုတ်ပေးရမယ်အဲ့တော့တကယ်လို့ကိုက CV မရေးတတ်ဘူးပေါ့နော်မရေးတတ်ဘူးအလွယ်လုပ်ချင်တယ်ဆိုရင် for convenience applicants may choose to use their Queensland Health Medical Practitioner CV templates ပို့ပြီးတော့မှ convenient ဖြစ်ချင်တယ်ဆိုရင်ဒါလည်းသုံးလို့ရပါတယ်လို့ပြောထားတယ်အဲ့တော့ template ဒီ not CV เนาะ CV templates အဲ့တော့ CV template ကိုသုံးလဲရတယ်ဒါပေမဲ့ Queensland Health Medical Practitioner CV template is not mandatory လို့ပြောထားတယ်ဆိုတော့ကို CV နဲ့ကိုသုံးရင်ကိုကြိုက်တာကိုရေးပြီးလို့ရတယ်ရေးလို့လည်းရတယ်အဲ့ဒါကကြတော့ကိုယ့်ရဲ့ showcase ကိုကိုယ့်အနေကိုပြလို့ရမယ်เนาะဆိုတော့အဲ့ဒါဒီ not mandatory If you do not wish to use the templates, please provide a copy of your current CV. ကိုယ့်ရဲ့ current CV ကိုတင်ပြလို့ရတယ်เนาะအဲ့တော့အဲ့နှစ်ခုကိုမရောပါတယ်နောက်တစ်ခါကျ reference report အဲ့တော့ two referees လို့ရတယ်အဲ့ two referees လို့တဲ့အခါမှာ who are not a personal friends ကိုတနေချင်းတွေတော့မဖြစ်ရအောင်ဟုတ်ပြီเนาะအဲ့ referees တွေကဘာတွေ provide လုပ်ရမလဲဆိုတော့ referees တွေက provide လုပ်တဲ့အခါမှာဒီလိုပဲဝတ်ကျင်တန်းချိန်ယူလာခဲ့ငါတို့ထည့်ပေးလိုက်မယ်ဆိုတဲ့ဟာမျိုးမရဘူးเนาะအဲ့တော့ဘာတွေပါဖို့လဲဆိုတော့ professional relationship referees ပေးတဲ့သူနဲ့ကိုယ်နဲ့ professional relationship တွေသူတို့ထည့်ပြီးရေးပြီးဖို့လိုတယ် clinical skills and knowledge professionals and ethical behaviors communications and interpersonal skills teachings and learning leadership and teamwork employability ဆိုတဲ့ဟာတွေအကုန်လုံးသူတို့ recommend လုပ်ပေးတဲ့ referees တွေရဲ့ comment ကဒီအကြောင်းအရာခုနကခုနဲ့ပတ်သက်ပြီးတော့မှသူတို့ဘက်က comment ပေးဖို့လိုတယ်ဆိုတော့ကိုကသူတို့ recommendation တောင်းတဲ့အခါမှာ သူတို့ရဲ့ဟာတောင်းတဲ့အခါမှာဒီခုနချက်ကိုပါအောင်တောင်းဖို့လိုတယ်ပေါ့နော် reference တွေပြန်ပြောင်းလို့ရတယ်နောက်တစ်ခါကျတော့တချို့ဟာလေးတွေပြန်ပြီးတော့မှဒီ CV တွေ upload ပြန်လုပ်ချင်တယ်ဆိုတဲ့ဟာမျိုးလေးတွေလည်းရတယ်ပေါ့နော်ဒါပေမဲ့လုပ်လို့ရတယ်ဒါပေမဲ့ process ကရှုပ်သွားလိမ့်မယ်ဆိုတဲ့အတွက်အစတည်းနဲ့ applications တွေကိုစမပြင်ခင်နဲ့မပြင်ခင်နဲ့ပေါ့နော်ဒေတာပြင်မယ်ပေါ့နော်နောက်မို့ဆိုရင်ပြန်ပြောင်းလို့ရှိရင်အလုပ်ရှုပ်တယ်ပြောင်းလို့ရတယ် amendments ပြန်လုပ်ရတယ်အဲ့တော့ခါကျတော့ vaccination status မှာခဏနေက vaccine ဟိုသူတို့ပြောတာရှိတယ်ပေါ့နော် vaccine မှာ hepatitis B ပါတယ် chicken pox ပါတယ်နောက်တစ်ခုကပါတယ်နောက် medical qualifications က medical qualifications language other than English vaccinations အကြောင်းလေးတစ်ချက်ပြချင်တယ်ဘာလို့လဲဒီမှာဒီမှာ preventable vaccine preventable disease ကအဲ့ဒါတွေကိုမှမရှိဘူးဆိုရင်အလုပ်လျှောက်တဲ့ processor မှာဒီဟာထည့်ရမှာလားဟိုဟာထည့်ရမှာလားမလုပ်ပါနဲ့ပေါ့နော်အဲ့တော့ Australia ကိုလှုပ်ရှားမယ်သူတွေအကုန်လုံးဒီvaccine preventable vaccines ဒီဟာတွေကိုကိုရှိမှာ record ရှိထားဖို့လုပ်မယ်ပေါ့နော် measles MMR ပေါ့နော်နောက်တစ်ခါ whooping cough ဒါရှိဖို့လုပ်မယ် chicken pox ဒါရှိဖို့လုပ်မယ် hepatitis B ဘာတွေကမရှိသေးဘူးဆိုဘာလို့ရမှာလဲလို့မလုပ်နဲ့ပေါ့နော်မရှိသေးဘူးဆိုရင်ဒါတွေကအရင်တော့ငငယ်တော့ထိုးထားတဲ့ဟာတွေပို့လို့မရှိဘူးဆိုရင်โอเคအဲ့ဒါကိုဘယ်လိုမျိုးပြန်ပြီးတော့မှပြင်ဆင်ထားမလဲပေါ့နော်ဆိုတော့အဲ့ဒါအရေးကြီးတယ်အဲ့တော့သူများနိုင်ငံကrecording system ကကောင်းတာဖြစ်တဲ့အတွက် birth certificate ကစတောင်းတာမျိုးရှိနိုင်တယ်ဆိုတော့ okay ကိုကအခုအသက်35လောက်ရောက်နေပြီ birth certificate ကရှာမတွေ့တော့ဘူးဆိုတော့ okay အဲ့ဒါလေးကိုဘယ်လိုမျိုးပြန်ပြင်ဆင်ထားမလဲဆိုတာလုပ်ရမယ်ပေါ့နော်အဲ့တော့သူများနိုင်ငံကိုသွားချင်တယ်ဆိုသူများနိုင်ငံရဲ့ requirements ကိုကြိုပြီးတော့မှဖြည့်ထားဖို့လို့မရှိဘူးဆိုရင်ရှိအောင်လုပ်ထားမှရမယ်ပေါ့နော်ဘယ်လိုလုပ်ရမှာလဲဒီမရှိတော့ဘူးဆိုတဲ့ဟာမျိုးဒီစပြလို့မရဘူးပေါ့နော်ဆိုတော့ခါကြတော့ okay Australia ရဲ့ဒီ Queensland ရဲ့ process ကတော့ဒီလောက်ဆိုရင်ဒီလောက်ဆိုလို့ရှိရင်နားလည်ပြီးလို့ယူစားတယ်အဲ့တော့ခဏနေကပြောခဲ့တဲ့ A-list သမားတွေကိုအရင်ဆုံး first round offer ပေးတယ် group A ပေါ့နော်အဲ့တော့ A ပြီးသွားပြီဆိုရင်တော့ B နဲ့ D နဲ့ B နဲ့ D ထဲမှာပို့ပြီးတော့မှ first prefer ဖြစ်တဲ့လူတွေကို second round offer ပေးတယ်
အဲ့လိုတွေကကြံခဲ့တဲ့ decline လို့ကြံခဲ့တဲ့ဟာတွေကိုဆိုရင်တော့ B နဲ့ B သမားတွေအတွက် open round ပြန်ဖွင့်ပေးဟုတ်ပြီနော်အဲ့ဒီမှာသူတို့ကမယူဘူးဆိုလို့ပြီးတော့မှထွက်လာတဲ့နေရာတွေများတယ်ဆိုရင် B နဲ့ D သမားတွေအတွက် open round တစ်ခေါက်ပြန်ဖွင့်ပေးတယ်ပြန်လျှောက်လို့ရတယ်ဆိုပြီးတော့မှပြီးလို့ရှိရင်တော့အဲ့ဒီဟာတွေကိုပြန်ပြီးတော့ offer လုပ်ပေးရပေါ့နော်တကယ်လို့ကိုတင်ထားတဲ့ဟာတွေကို withdraw လုပ်ချင်တယ်ဆိုလည်းရတယ်ဒါပေမဲ့အလုပ်ရှာနေရတာဖြစ်တဲ့အတွက်တော့ withdraw လုပ်တဲ့ process ကိုရှင်းစရာမလိုလို့ထင်တယ်ပေါ့နော် okay အဲ့တော့အလုပ် offer ရသွားပြီဆိုရင်တော့ contracting and onboarding ပေါ့အလုပ်သွားဖို့ရစပြီးတော့ပြင်ဆင်ရမယ့်အပိုင်းတွေဖြစ်နေပေါ့နော်ဆိုတော့ခါကြတော့ okay ဒါဒီ Australia process ရဲ့အဓိက Queensland ပေါ့နော်အဲ့တော့နောက်ပိုင်းကျရင်လည်းဒီ state by state ပေါ့နော် recruitment process တွေကိုဒီလိုမျိုး analysis လုပ်ပေးသွားမယ်အဲ့တော့ campaign တွေမတိုင်ခင်မှာဒီ assist လုပ်ပေးတဲ့ဘယ် positions တွေကတော့ shop တင်တယ်ဘယ် positions တွေကတော့ဒီဥပမာပေါ့နော်ခဏနေသူတို့ over subscribe လုပ်တဲ့ဒီဈေးရုံနေတဲ့ဆိုင်သူတို့ under subscribe ဖြစ်နေတဲ့နေရာမျိုးလေးတွေမှာပို့ပြီး shop တင်ပုံဆိုရဲ suggestions လေးတွေနဲ့ဒီအလုပ် shop တဲ့ဟာကို assist လုပ်ပေးမယ်အလုပ် shop ပေးတာမဟုတ်ဘူး assist လုပ်ပေးတဲ့ vacancy ရှာပေးတဲ့ဟာမျိုးလေးတွေရှိမယ် suggestions လေးတွေရှိမယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာကိုစိတ်ဝင်စားတဲ့လူတွေရှိလို့ရှိရင် Spark မှာစပြီးတော့ inquiry ဆောင်လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ okay ဒီနေ့ကတော့ Queensland ရဲ့ recruitment campaign အကြောင်းကိုရှင်းပြထားတာဖြစ်တဲ့အတွက်နားလည်ကြလိမ့်မယ်လို့ယူဆတယ်ပေါ့နော်